တကယ်လို့ Tony Stark အစားတော့တာ Infinity Stones တွေကိုသုံးပြီးလက်ဖြောက်တီးခဲ့ရင်ဘာဖြစ်မလဲ Iron Man ဟာလူသားတယောက်သာဖြစ်ပြီးမဲ့တော့ကတော့နတ်ဖျားတစ်ပါးပါ သူ့ရဲ့လက်ဖြောက်တစ်ချက်တီးလိုက်အောင်နဲ့ Avengers Endgame ရဲ့ဇာတ်လမ်းတစ်ခုလုံးပြောင်းလဲသွားနိုင်ပါတယ် တော်ရဲ့ခန္ဓာကိုယ်ဟာမယုံနိုင်စရာကောင်းလောက်ခန္ဓာရင်ရှိတယ်ဆိုတာကျွန်တော်တို့သိထားပြီးသားပါ သူဟာ Power Stone နဲ့တားရိုက်ထိထွေမှုကိုတောင်ခန္ဓာရရှိခဲ့သူဖြစ်ပြီးဒါဟာ Star-Lord ရဲ့ Celestial ခန္ဓာကိုယ်တောင်အပြည့်အဝမခံနိုင်တဲ့အရာပါ ဒါတင်မကသေးပါဘူးတော့ဟာ Hulk ရဲ့ပြင်းထန်တဲ့ရိုက်နှက်မှုတွေကိုလည်းခန္ဓာရည်ရှိခဲ့ပြီးသူ့ရဲ့ရက်စီစွမ်းဟောက်တွေနဲ့ Hulk ကိုပြန်လည်နှင်းနိုင်ခဲ့ပါတယ် ဒါကိုကြည့်ချင်းအဖြစ်တော့တာလက်ဖြောက်တီးခဲ့ရင် Tony Stark Hulk ဒါမှမဟုတ် Thanos တို့လောက်ထိခိုက်တဲ့ညာရမှာမဟုတ်ဘူးဆိုတာထင်ရှားပါတယ် အဲ့လိုသာဆိုရင် Iron Man ဟာဒီစက်ကဝလာထဲမှာအသက်ရှင်နေဦးမှာ ဒါပေမဲ့ဖိလန့်ကြီးတစ်ခုကိုစဉ်းစားကြည့်အောင် တကယ်လို့တော့ရဲ့လက်ဟာ Hulk လိုပဲပျက်စီးသွားခဲ့ရင်ကောအဲ့ဒီလိုဆိုရင်တော့ Love and Thunder ထဲမှာဂေါအိုသူတားစီနေမှာမဟုတ်ပါဘူး အဲ့ဒီအခြေအနေမှာ Thor ဟာ Destroyer ရဲ့လက်မောင်းကိုအစားထိုးအသုံးပြုရနိုင်ပါတယ် Destroyer တန်ကြပ်ကကိုဥရုတတုနဲ့ပြုလုပ်ထားတာကြောင့်အဲ့ဒီလက်မောင်းကိုသာရရှိခဲ့ရင်တော့ရဲ့ခွန်အားဟာအစာပေါင်းများစွာပိုမိုတမ်းမာလာမှာအတိအကျပါပဲ